microphone တွေအများကြီးရှိရတဲ့ထဲမှာတစ်ခုပဲရွေးချယ်ပါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ mic mini ကိုပဲရွေးချယ်မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ phone camera နဲ့အခြားသော DJI product တွေနဲ့တွဲပြီးတော့ဒီ mic mini လေးကိုဘယ်လိုသုံးလို့ရတယ်ဆိုတော့အသေးစိတ်လေးရှင်းပြပေးမယ်ပြီးတော့လူတိုင်းမသိသေးတဲ့ setting အကြောင်းတွေကိုလည်းဒီဗီဒီယိုမှာကျွန်တော်တစ်ခုချင်းစီမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပြီးတော့ဒီကောင်ကဈေးကလည်း4သိန်းဝန်းကျင်လောက်ပဲရှိတယ်။ဘာလို့ဒီကျွန်တော်တို့အခုသုံးနေတဲ့ဒီ Rode Wireless Go လို့ပါဆိုတော့ဒါမှပိုပြီးဈေးကြီးသေးတယ်။ဒီကောင်ကပိုပြီးတော့တကယ်ကြိုင်အဆင်ပြေတာ။ဆိုတော့ mic လေးကလည်းတေးသေးလေးနဲ့ကြစ်ကြစ်လေးရှိတယ်နော်။ဒီလို case လေးပါမယ်။ဖွင့်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတော့နှိပ်လိုက်ပါနော်။လိုလေးဖွင့်လိုက်။ဒီမှာ mic နှလုံးပါမယ်။ဒီမှာ receiver ပါမယ်။ဒီလို wind screen လို့ခေါ်လာနော်။ wind screen လေးအားလုံးပေါင်း၄ခုပါကင်မရာမှာကျွန်တော်တို့ microphone သုံးမယ်ဆိုတော့ကျွန်တော်ဒီကောင်သုံးမိမှရမယ်အခုဒါလေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဒီမှာ type C ခေါင်းလေးတစ်ခုရှိပြီနော်ဆိုတော့ဒီကောင်ကတော့ကျွန်တော်တို့ type C ဖုန်းနေနဲ့ပြောလို့ရတယ်ဒီကောင်ဘယ်လိုလုပ်လဲဆိုတော့လည်းရှင်းပြပေးမယ်ဒီဘက်မှာနေရာလွတ်လေးတစ်ခုရှိတယ်အဲ့ဒီနေရာလွတ်ကတော့ဒီအဖုံးလေးကိုကျွန်တော်ဖယ်လိုက်လို့ရတယ်နော် iPhone အရင် model တွေမှာကျွန်တော် lightning ဆိုတဲ့ခေါင်းရှိတယ်နော်ဆိုတော့အရင် iPhone အဟောင်းတွေလည်းသုံးလို့ရတယ်လို့ပြောချင်တာဒါတော့တက်တက်ဝယ်ရမယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့အကောင့်တွေမသုံးတော့ဘူးဆိုတော့မလိုတော့ပါဘူးနော်အကုန်လုံးက type C တွေဖြစ်ကုန်ဒါလေးကိုပြန်ဖုံးထားလို့ရတယ်ဒီမှာနော်ဒီမှာ1 2ဆိုတာဒီ mic နှစ်ခု1 2ကိုပြောချင်တာဘယ်ဟာ1ဘယ်ဟာ2လဲတော့မသိဘူးဒါလေးကိုကျွန်တော်ကဆွဲထုတ်လိုက်မယ်ဒီခဏလေးစောင့်ပေးဒီမှာ automatic တော့သူ connected ဖြစ်သွားတယ်လားဒီမှာ mic 1လေးရဒီဘက်မှာလင်းသွားပြီဟုတ်ပြီနော်ဒါလေးကိုခဏချထားမယ်ဆိုတော့ mic နှလုံးပြောမယ်ဆိုရင်ဒီကောင်လေးကိုဒီလိုဆွဲထုတ်လိုက်မယ်ဒီမှာနှစ်ခုလုံးလင်းသွားပြီတဲ့လားနော်တော့သူ auto connect လုပ်တယ်ဒီ mic ကအခုလို DJI Pocket 3တို့ DJI Action 5 Pro နဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်ဖုန်းအပြင်ကိုပေါ့နော်ဆိုတော့ဒီကောင်လေးတွဲသုံးမယ်ဆိုလို့ရှိရင်ဘာမှမလိုတော့ကျွန်တော်တို့ဒီ mic လေးပဲလိုတယ်ဒီ receiver မလိုတော့ Action 5 Pro တို့ Action 6 Pro ဆိုတော့ microphone မပါလာဘူးအဲ့ကြရင်ဒီကောင်နဲ့တွဲသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က Pocket 3မှာဆိုလို့ရှိရင်တော့အခုလိုဒီ mic လေးဒီကောင်လေးပါလာတယ်ပေါ့နော်ဒါပေမဲ့သူတစ်လုံးပဲပါတယ်ဆိုတော့နှစ်ယောက်ပြောချင်တဲ့ခါကြလို့ရှိရင်ကျွန်တော်ကဒီကောင်လေးနဲ့တွဲလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တော်တော်လေးအဆင်ပြေပါတယ်အဲ့တော့ဒီကောင်နဲ့ဘယ်လိုတွဲရတယ်ဆိုတာလည်းကျွန်တော်ရှင်းပြပေးမယ် Okay Pocket 3ကိုဖွင့်လိုက်မယ်ဖွင့်ပြီးပြီဆိုတာနဲ့ဒီမှာကျွန်တော် power လေးကိုဖွင့်လိုက်မယ်နော်ဒီမှာဆိုလို့ရှိရင် mic က connected ဖြစ်သွားပြီဟုတ်ပြီကျွန်တော်နောက်ထပ် mic တစ်လုံးကိုကျွန်တော်ဒီမှာထပ်ပြီးတော့သူ့ကိုထည့်မယ်ပေါ့နော်ဆိုတော့ဘာမှမခဲဘူးအဲ့ကြလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုဒီလိုလေးဆွဲလိုက်ဆွဲပြီးပြီဆိုတာနဲ့ဒီမှာ setting ဆိုတဲ့ဟာလေးရှိတယ်နော်ဒါလေးကိုနှိပ်လိုက်မယ်ပြီးရတဲ့ဒီမှာ mic တက်လာ wireless mic အပေါ်ဆုံးပါပဲเนาะဒါလေးကိုထပ်ရွေးလိုက်မယ်ဆိုတော့ဒီမှာကျွန်တော်နောက်ထပ်တစ်ခုထည့်လို့ရတယ်လားဆိုတော့ဒီမှာ mic 2နေရာမှာကျွန်တော်တို့ထည့်မယ်ဆိုတော့ဒီကောင်ကိုကျွန်တော်နှိပ်လိုက်မယ် Okay အဲ့ကြလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာဒီ mic လေးမှာဒီမှာ link လေးရှိရတယ်လားဒီကောင်လေးเนาะဒါလေးကိုနှိပ်လိုက်မယ်အဲ့ဒါဒီမိတ်တုတ်လေးဖြစ်သွားလိမ့်မယ်တက်လားတော့သူ automatic ဖြစ်သွားပါတယ် confirm လိုက်မယ်ပြီးရနဲ့ဒီမှာတက်လားဒီ action 5မှာလည်းဒီတိုင်းပဲအဲ့တိုင်းပဲလုပ်လိုက်ရုံပဲเนาะဆိုတော့ okay ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီ mic နဲ့ပြန်သုံးခြင်းတယ်သူ့ကိုဒီကောင်နဲ့ပြန်ချိတ်ခြင်းတယ်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရမလဲဒါလေးလည်းရှင်းပြပေးမယ် okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကိုဖွင့်လိုက်မယ်ဒီမှာ receiver လေးကိုထုတ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ကဒီမှာ link button လေးရှိတယ်ဒီကောင်လေးရှိရเนาะဒါလေးကိုဖိထားခဏလေးဖိထားအခုလိုအစိမ်းရောင်လေးကမိတ်တုတ်လေးဖြစ်သွားပြီဟုတ်တယ်เนาะအဲ့လိုမိတ်တုတ်လေးဖြစ်သွားရင်ဒီမှာလည်းအဲ့လိုပဲဒီမှာဒီ link လေးရှိတယ်ဒါလေးကိုဖိလိုက်ဒီမှာ automatic ဒီမှာတက်လာ mic 1ကဒီမှာချိတ်သွားပြီဖြစ်တယ်เนาะကဲ mic mini လေးရဲ့ဒီဘက်မှာဆိုလို့ရှိရင်အနောက်မှာဒီမှာတန်လိုက်လေးပါတယ်ဒီမှာတန်လိုက်ပြားလေးကဒီမှာကတ်ထားပြီเนาะဒီကောင်လေးကိုကျွန်တော်ဒီလိုဆွဲယူလိုက်ရမယ်เนาะဆွဲယူလိုက်ပြီးတော့သူ့ကိုဒီမှာဒီလိုမျိုးထားလို့ရတယ်ဆိုတော့အဆင်ပြေတယ်ဒီမှာဒီ mic နှစ်ခုကိုဒီမှာရှင်းကြည့်လိုက်ဗျာဒီ Rode Wireless Go 2ရအကြီးရွယ်တယ်လားဒါကြီးကတိတိလေးဒီမှာဒီလိုလေးထားလို့ရတယ်ဆိုတော့ဒီ Rode Wireless Go 2ဆိုလို့ရှိရင်ဆက်စောလို့ပြောတဲ့ဒီ magnet အပြားလေးမပါဘူးဒီကောင်ကတော့ plastic ပြားကြီးဒီကောင်ကိုပြန်ဖြုတ်မှာဆိုလို့ရှိရင်တစ်ချက်တော့သတိထားဒီထဲကိုအရင်လာပြီးရတယ်ဒီတန်လိုက်ပြားလေးကိုအရင်ဆွဲထုတ်လိုက်နော်မဟုတ်ဆိုလို့ရှိရင်အဲ့တန်လိုက်ပြားကိုအထက်ရောက်သွားလိမ့်ဒီကောင်ကကြတော့ဒီမှာသူကတန်ပြားလေးဆိုအဆင်ပြေတယ်နော်ဆိုတော့ဒီလိုလေးကတ်လိုက်ရမှာဒီမှာအားသွင်းနေတယ်ဆိုတော့ဒီမှာ type C ကနေပြီးဒီလိုထိုးလိုက်ရမှာအားခတ်ဘူးလို့ထိုးလိုက်လို့ရှိရင်ဒီမှာလင်းလာလိုက်မှာဒီ mic လေးက battery အားလုံးပေါင်း17နာရီလောက်ခံတယ်ဒီ receiver က total သူက10နာရီလောက်ခံတယ်ဆိုတော့တနေ့ကုန်ရိုက်လို့ရတယ်ဗျာအားတွေပါတယ်ခဏသွားသွင်းကြမှာလို့အကယ်၍အဲ့ဒါမှအားကုန်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ case ထဲမှာအားပါသေးတယ်ဒီ case တွေကိုပြန်သွင်းပြီးတော့သုံးလို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့တစ်ချိန်လုံးဒီ type C မှာအားသွင်းကြမလို့တကယ်ဒီမှာအားမရှိတော့ဆိုကျွန်တော်ဒီကောင်လေးကိုကောက်ထည့်လိုက်ရင်ဒီလိုကောက်ထည့်လိုက်အဲ့ကြံတော့သူ automatic အားသွင်းနေလိမ့်မယ်
အဲ့ရထပ်ပြီးတော့နောက်ထပ်48နိုင်လောက်ပေါင်းပြီးတော့ထက်ရတယ်ဆိုတော့ကျွန်တော်တပတ်လောက်ကတော့ဗျာအေးစစ်စစ်လှည့်ကြည့်ကြမလို့သုံးနေလို့ရတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာဖြစ်လဲဆိုတော့သူက internal recording မပါဘူးဗျနော်ဆိုတော့ဒီကောင်တွေကတော့ဒီ mic 2လို့ပါလို့ကျွန်တော် internal recording တွေပါတယ်ကျွန်တော်တို့ကတော့မလိုပါဘူးเนาะကျွန်တော် audio ကတော့အမြဲတမ်းဒီမှာ video မှာလှမ်းပြီး check နေလို့ရတယ်ဆိုတော့သိပြဿနာမရှိဘူးလေးကိုကျွန်တော်က ring screen လို့ခေါ်တယ်လေးတွေပိုင်းတိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီကောင်လေးကတုံးရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီမှာဒီလိုအချောင်းလေးနှစ်ချောင်းရှိရတယ်လားเนาะအဲ့အချောင်းလေးနှစ်ချောင်းကဒီအတွင်းထဲမှာထားမယ်เนาะဒီလိုလေးမှာကြောက်ကနေဆိုမြည်ပါလိမ့်မယ်เนาะအတန် short ကျင်နေဆိုတော့ဒီမှာ6 3ည-6 and လောက်เนาะကိုအဆင်ပြေလို့ထားလို့ရဒါတခုရှိရအတန်ကြီးကိုလုံးဝပြက်ပြက်ပြီးတော့မမြည်သွားအောင်တော့သတိထားပေးဗီဒီယိုရိုက်ချက်ပြန်တယ်ကိုပြန်နှားထောင်ကြည့်เนาะအဲ့အတန်လေးက okay လားမ okay ဘူးလားအရင်ပြေးနေလားเนาะအရင်ပြေးလို့ရှင်တကောင်လေးကို short လိုက်ပါဗျာဒီ DJI mic ကိုကျွန်တော်ဖုန်းနဲ့ဘယ်လိုသုံးရမလဲပေါ့เนาะ case လေးကိုဖွင့်လိုက်မယ်ဒီမှာ type C เนาะဒါလေးပါတယ်ဒါလေးကိုဖြုတ်လိုက်เนาะဒီကောင်လေးရောဒီမှာဒါလေးရှိရเนาะဒါလေးကိုကျွန်တော်ကဒီလိုလေးဆွဲလိုက်เนาะဖိပြီးတော့နောက်တော့ဒီမှာပြုတ်သွားပြီတက်လားပြီးရင်ဒီကောင်လေးကိုဒီမှာမြားလေးတွေ့လားเนาะဒီမှာလက်ဒီမှာမြားလေးတွေ့လိမ့်မယ်เนาะအဲ့တိုင်းလေးထိုးထည့်လိုက်အဲ့တိုင်းလေးထိုးထည့်လိုက်မှာเนาะဘာမှမခက်ဘူးဟုတ်လားရပါတယ်ဒါလေးပဲပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဖုန်းမှာ type C အပေါက်ရှိတယ်ဒီအပေါက်ထဲကိုဒီကောင်ကိုထည့်လိုက်ရမယ်ပြီးရတဲ့ဒီမှာ mic လေးနဲ့ကျွန်တော်တို့ပြောလိုက်ရမယ်Okay အားလုံးပဲမင်္ဂလာပါအခုဆိုတော့ကျွန်တော် DJI mic mini ကို full tutorial လုပ်ပြနေရပဲဖြစ်ပါတယ်ဒီမှာတော့အသေးစိတ်အကုန်လုံးသိသွားမှာပဲဖြစ်ပါတယ်เนาะဆိုတော့ပိတ်လိုက်မယ်သုံးတော့ဒါလေးကိုဖြုတ်လိုက်ဒါလေးပဲဆိုတော့အတန်ကတော့လုံးဝကောင်းပါမယ်เนาะဒီကောင်ဖြုတ်ချင်လို့ရှိရင်ဒီကောင်လေးလိုလေးတွန်းလိုက်ဟုတ်အဲ့ဒါသတိတော်ထားဒါပြုတ်သွားတတ်တယ်เนาะအခုမျက်စိရှိတယ်မယ်ပြီးရင်ဒါလေးကိုပြန်ဖုံးပေးเนาะဒီကောင်လေးမပြောက်စင်နဲ့เนาะဒါလေးကိုဒီလိုလေးပြန်ဖုံးဒါလေးအေးကြီးရယ်เนาะပျောက်သွားလို့ရှိရင်လစ်ပြီပဲเนาะဒီမှာဒါလေးကိုဒီလိုလေးပြန်ထည့်တာဒီမှာဒီကြားထဲမှာထည့်တာเนาะဒီ mic mini ကိုကျွန်တော် DJI Mimo app နဲ့ဘယ်လိုသုံးလို့ရတယ်ဆိုတာကိုရှင်းပြပေးမယ်ဆိုတော့ကျွန်တော် DJI Pro တွေသုံးပြီဆိုလို့ရှိရင်ဒီ app လေးကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေရမယ်ပေါ့เนาะသူကတော့ DJI Mimo app လို့ခေါ်တယ်ဒီကောင်လေးเนาะဒါလေးကိုဖွင့်လိုက်မယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီဖုန်းမှာဒီမှာတက်လားเนาะဒီကောင်type C အပေါက်ရှိရဒီမှာသွားထိုးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာပေါ်လာပြီ go to setting ကိုသွားမယ် Okay ဒီမှာ DJI mic mini နဲ့ပတ်သက်ပြီး setting လေးဒီမှာသွားပြီးတော့ပြောင်းလို့ရတော့ DJI mic mini ရဲ့ပြဿနာဘာဖြစ်လဲဆိုတော့သူက mic ကအရန်သေးတဲ့အတွက်ကြောင့်မို့ဒီပေါ်မှာ function တွေအများကြီးမပါတာအတန်အတိုး short တလောက်ပဲပေါ့နော်ဆိုတော့သူရဲ့ဒီ link button လေးကိုနှိပ်ပြန်တဲ့ setting လေးတွေပြောင်းလို့ရဒါပေမဲ့ link button နှိပ်တဲ့အခါမှာဘာဖြစ်လို့ဖြစ်နေမှမသိဘူးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ app လေးကိုသုံးလို့ပြောချင်တာဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးတွေ့ရမှာကmono ရှိ studio ဆိုလို့ရှိရင်တော့အတန်ဘယ်နဲ့ညာနဲ့အဲ့လိုခွဲထွက်သွားတယ်ပေါ့နော်ကျွန်တော်ကတော့ mono ပဲသုံးပြတယ်ပေါ့နော်ကဲနှစ်ယောက်ပြောမယ်ဆိုလို့ရှိရင်တော့ဘယ်ညာခွဲချင်တဲ့ channel ခွဲလို့ရတယောက်ကအတန်ကျယ်လို့ရှိရင်တယောက်အတန်ကို short လိုက်တာပြီးတော့နောက်ထပ်အတန်တိုးတဲ့တယောက်ကိုတင်လိုက်တာတော့ပါတော့ပေါ့နော်ဒါတော့ edit မှာလောက်ရတယ်နည်းနည်းတော့ time ပတ်တတ်တယ်မလုပ်တတ်လို့ရှိရင်တော့ဆိုတော့ mono နဲ့ပဲချလိုက်ကျွန်တော်ကတော့ mono ပဲသုံးတယ်နော်ဆိုတော့နောက်တစ်ခုတော့ဒီမှာ safety track လို့ခေါ်တယ် safety track ကိုသုံးမယ်ဆိုလို့ရှိရင်တော့ mono မှာထားမှရမယ် safety track ကတော့နောက်ထပ်အတန်တစ်ခုပေါ့နော် -6 decibel ဖမ်းထားပြီးတော့တိန်းထားပေးရဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ video မှာကိုကအတန်အရန် clip ဖြစ်သွားတဲ့ခါမျိုးကြလို့ရှိရင်အရန်ကျယ်သွားတဲ့ခါမျိုးကြလို့ရှိရင်အဲ့ဒီ audio သွားယူပြီးရတယ်ကျွန်တော်သုံးလို့ရတယ်ပေါ့နော် editing မှာပဲလုပ်ရမှာဆိုနည်းနည်းတော့မလုပ်တဲ့တော့ time ပတ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးအသေးစိတ် deep down လေးပြောပြပါဆိုလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးလို့ရပါတယ်ဒီအောက်ကတော့ low cut ဆိုတာကတော့ကျွန်တော် noise cancellation လုပ်ပေးတာကိုကဘေးပတ်ဝန်းကျင်မှာအရန်ဆူညံနေတဲ့နေရာမျိုးရောက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကို on ထားလိုက်ဆိုတော့ကျွန်တော်လောလောဆယ်ဘာမှဆူညံမရှိရတော့ဒီကောင်ပိတ်ထားလိုက်တယ်နော်ဆိုတော့ low cut ကတော့ကျွန်တော်သိမသုံးဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ video editing software မှာက low cut ဒီ noise cancellation ပါပြီးသားပေါ့နော်အဲ့တော့ noise cancellation နဲ့ဘယ်လိုလုပ်ရလဲ video edit ဘယ်လိုလုပ်ရလဲဆိုတာလည်းကျွန်တော်သင်တန်းဖွင့်ထားပြီးသားရှိရယ် CapCut master class လေးရှိရယ်ဆိုတော့အဲ့မှာလာပြီးတော့ဆက်သွယ်မြင်ပြီးတော့သင်တန်းတက်လို့ရပါတယ်ဆိုတော့ okay ဆက်သွားလိုက်အောင်ဆိုတော့ကျွန်တော်တို့မှာ auto off မသုံးဘဲနဲ့ဒီတိုင်းထားလိုက်ပြီဆိုလို့ချင်း15မိနစ်လောက်နေလို့ချင်းသူက automatic ပိတ်သွားမှာပဲဖြစ်တယ်ပေါ့နော်ဒါလေးကအဆင်ပြေတယ်နော်ဆိုတော့နောက်တစ်ခုကကျတော့ receiver on off with camera ဒီကောင်ကဒီ receiver ဆိုတော့ဒီကောင်လေးကိုပြောတာเนาะဒီကောင်လေးကိုကျွန်တော်က camera ပိတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကဒီဟာကြီးတော့မဟုတ်ဘူးเนาะကျွန်တော်ဒီ mirrorless camera တို့ပါတော့အဲ့ကောင်လေးလည်းပြောချင်တာဆိုတော့အဲ့ဒီကောင်ပိတ်လိုက်ပြီဆိုတာနဲ့ဒီကောင်နဲ့ light ပေးသွားမယ်အဲ့ဒါကိုပြောချင်တာเนาะဆိုတော့ကျွန်တော်ကတော့အမြဲတမ်းဒီကောင်ဖွင့်ထားလေးရှိတယ်เนาะပြဿနာမရှိဘူးဘာလို့တော့သူက battery အားကတော့17မိုင်လောက်ရတယ်ဆိုတော့တိတ်ပြဿနာမရှိဘူးပြသေးရမှာအဲ့လောက်ကတော့နောက်တစ်ခုကတော့ clipping control ကကျွန်တော်ရုပ်တရက်အတန်ကျယ်သွားတဲ့အခါမျိုးကြလို့ရှိရင် distort မဖြစ်အောင်လို့လုပ်ပေးတဲ့ဟာပေါ့နော်။နှုတ်ဆိုလို့ရှိရင်အတန်ကြီးပြပြကြီးဖြစ်သွားလိမ့်မယ်နော်။ဆိုတော့အဲ့လိုအခြေအနေ
ဖြစ်သွားမှာဆိုလို့ရှိရင်တော့ကျွန်တော်က clipping control on ထားလိုက်ဆိုတော့ဒါလေးပဲပြီးပြီဆိုတော့ကျွန်တော်ဒီမှာ exit ကိုနှိပ်လိုက်ရုံပဲ okay ဆိုတော့ဒါလောက်ဆိုလို့ရှိရင်တော့ mic mini ကတော့တုတ်တက်သွားမှာပဲဖြစ်ပါတယ် bye bye